ကြောက်စရာလို့ပြောလိုက်တာနဲ့ခမရကအစိတ်ရှိတဲ့မွေးဝေးချင်းတွေဒါမှမဟုတ်တဘာဝဘေးအနေတွေကိုပဲကြောက်နေတာလားတကယ်တော့အဲ့ဒါတွေကစက်ကြရွာကြီးတွေကခမရအတွက်ပြင်ဆင်ထားတဲ့တေမင်းတမန်လက်ဆောင်တွေနဲ့ရှင်းလိုက်ရင်ခလေးကစားစရာပဲရှိပါသေးတယ်ဒီနေ့မှာတော့ခမရကိုစက်ကပ်ပိုင်းတွင်ပြဖြစ်သွားစေနိုင်လောက်တဲ့အာကာသာတွေကကြောက်စရာအကောင်းဆုံးအရာစိတ်ကူကြောင့်ကျွန်တော်ပြောပြပါမယ်နံပါတ်1အာကာသာတွေကအမိုက်ပုံကဘာကြီးကိုအမိုက်ပုံလောက်ရတာအားမရလို့လူသားတွေကအာကာသာကြီးကိုပါအမိုက်ပုံလုံနေကြပါလိမ့်ဒါကတော့ကမ္ဘာပတ်လည်ထဲမှာရှိတဲ့ဂျိုဒုအပြက်စီနဲ့အမိုက်တွေပဲဖြစ်ပါတယ်ဒီလိုမျိုးအမိုက်တွေကကမ္ဘာပတ်လည်ထဲမှာတန်းနေချီပြီးလဲပတ်နေတာအဲ့ဒီထဲမှာ10 စင်တီမီတာလောက်ရှိတဲ့အမိုက်အပိုင်းစာတစ်ခုတိုင်းကတနအီကိုမိုင်ပေါင်း18500နှုန်းနဲ့ပြေးနေတာဒါကကမ္ဘာပေါ်မှာကျွန်တော်တို့တနက်ထဲကကြီးစံထွက်တဲ့အချိန်တက်အစပေါင်း20ကျော်ပိုးမြန်ပါတယ်ခင်ဗျားသာအာကာသာထဲသွားနေတော့အဲ့ဒီကအမိုက်တစ်ခုခုနဲ့ထိမိတာနဲ့လက်ပြေပုံတစ်လုံးနဲ့အနီးကထိမှန်တာရဲ့ဆယ်စာပြင်းထန်တဲ့တန်းကိုခံစားရမှာပါနာဆာတော်မှသူ့ရဲ့ဂျိုလူတွေလွတ်နေရမှာအမိုက်တွေနဲ့မတိုက်မိအောင်လို့ဂျိုလူတွေသွားမယ်လမ်းကြောင်းကို32ချိန်ခန့်မနေပြောင်းလဲခဲ့ဘူးပါခင်ဗျားကတော့ဒါဘယ်တော့မှစိုးရင်ရမလို့တဲ့ကိစ္စလို့တွေးနေလောက်ပါဘာလို့လဲဆိုတော့ခင်ဗျားအာကာသာလည်းခီးသွားဖို့နေနေတတ်တာအိမ်နဲ့အိမ်နဲ့တော့မထွက်ပါဘူးဒါပေမဲ့တကယ်တမ်းတော့အာကာသအပျက်စီးတွေကခင်ဗျားဒီ PD ကိုကြည့်နေတဲ့အချိန်တော့ခင်ဗျားအင်ခေါင်မှုပေါ်ကျလာနိုင်မှာဟောဒီတက်တူအပိုင်းစာကြီးဟောဒီအာကာသယာဉ်တွေနဲ့ဂျိုလူတွေကလူတွေရဲ့ပိုင်ဆိုင်မှုတွေနဲ့အိမ်တွေပုံကျလာတဲ့သတင်းတွေအများကြီးရှိပါအဲ့ဒီတဲ့အပိုင်းစာအများစုကသမုတ်တရားတွေကိုကြာသွားပြီးတခြားမိုက်တွေနဲ့ရောနှောသွားတာကြောင့်လူတွေတိတ်တတိမထားမိတာပဲဖြစ်ပါတယ်နံပါတ်2 Galaxy တင်းကြံကုန်များ Galaxy တွေကလည်းလူတွေလိုပဲတေးတတ်ပါကျယ်သစ်လိုဖြစ်ဖို့လိုအပ်တဲ့ hydrogen ဓာတ်တွေကုန်သွားတဲ့အခါအဲ့ဒီ Galaxy ကတဖြည်းဖြည်းနဲ့အမှောင်တိကျသွားတယ်ဒါကို dark era လို့ခေါ်ပါတယ်တိတ်ပံပညာရှင်တွေကတော့စัจ java တဲ့ကျယ်အားလုံးရဲ့95%ခန့်ဟာဝေးဝါးပြီးသားဖြစ်နေပြီလို့ဆိုရတယ်ဆိုလိုတာကကျွန်တော်တို့အနာဂတ်မှာကျယ်သစ်တွေဖြစ်လာဖို့အခွင့်အလမ်းကတုံညာနည်းကိုကတ်နေပါတယ်နောက်တစ်ချိန်ကျရင်တော့ကျွန်တော်တို့နေထိုင်တဲ့ Galaxy Milky Way ကြီးကလည်းဒီလိုပဲအိဆက်မှောင်ပိုင်းတဲ့တင်းကျန်းကူကြီးလိုဖြစ်သွားမှာပါလူသက်ကြိုကြီးများကျွန်တော်တို့ Galaxy ထဲမှာနေဂျိုပေါင်းဘီလီယံ100ကျော်ရှိပါတယ်အဲ့ဒီထဲမှာကြောက်စရာအကောင်းဆုံးကတော့ဒီကောင်ပါဒီကောင်ကတော့ဂျူပီတာပါသူကကမ္ဘာထက်အစာပေါင်း1300ကျော်ပူကြီးပါတယ်ပြီးတော့တကြိုလုံးမှာပြင်းထန်တဲ့ပုံစံတွေရတယ်ဖုံးလွှမ်းနေပါတယ်ဒီဂျိုပေါ်မှာသာဆိုရင်ခမရကဂျိုရဲ့ရေဒီယိုတွေတက်တီကြွလို့တိတ်မှာပါပြီးတော့လေပီရားကြောင့်လည်းတိတ်တနာရင်ကိုမိုင်400နှုန်းနဲ့တိုက်ခတ်နေတဲ့မှုန်တိုင်းကြောင့်လည်းတိတ်တိုးဝန်းလက်နေတဲ့လျှက်စီးတွေပြစ်လို့လည်းတိတ်ဂျိုအပူချိန်လုံငဲလို့လည်းတိတ်ခမရအသက်ရှူလိုက်ရင်တော့မှလေထဲမှာပါဝင်တဲ့ဓာတ်ငွေတွေကခမရသိမှာပါနံပါတ်4ကျွန်တော်တို့မသိသေးတဲ့သူတို့ဂျိုသားလို့ပြောလိုက်တာနဲ့ကျွန်တော်တို့ကဟောလီဝုဒ်ရုပ်ရှင်တွေထဲကလို့နှလုံးပြူးပြူးနဲ့ကောင်းနေပဲပြီးမြင်ကြတာတကယ်တော့ဂျိုသားဆိုတာကျွန်တော်တို့ကဘာပေါ်တက်ရှိမဟုတ်တဲ့အရာမှန်များဂျိုသားပါပဲအေယာမကောင်ကြီးကနေဘတ်တီရီယာပုံပေါ်အဆင့်ထိပါတိတ်ပံညာရှင် Frank ရဲ့ပုံတင်နည်းအရကျွန်တော်တို့ Galaxy ထဲမှာလည်းအသိဉာဏ်မြင့်တဲ့တက်ရှိရရှိနိုင်တဲ့ဂျိုတန်းနဲ့ချီပြီးရှိနေတယ်လို့ဆိုပါတယ်တိတ်ပံညာရှင်တွေကတော့ဂျိုသားတွေကိုတွေ့ဖို့အချိန်ကာလအပိုင်းခြားပဲလိုတော့တယ်လို့ဆိုပါတယ်တကယ်လို့ဂျိုသားတွေကိုတွေ့ခဲ့ရင်သူတို့ကဘယ်လိုပုံစံလေးဖြစ်နေမှာလဲပြီးတော့ကျွန်တော်တို့တို့မိတ်ဆွေလားရန်သူလားဒါတွေးကြည့်ရင်တကယ်ကိုကြောချမ်းစရာပါနံပါတ်5စัจ java ရဲ့လေဆာတနက်ဒါကတော့အကြောက်အရာဆုံးပါပဲကျဲကြီးတွေကတေဆုံးတဲ့အခါထွက်လာတဲ့ဂါမာရေးလို့ခေါ်တဲ့ရောင်ချီအောင်နေမင်းကြီးရဲ့တက်တန်းတစ်ချောင်းထုတ်လွတ်တဲ့စွမ်းအင်ကိုတစ်စက္ကန့်အတွင်းထုတ်လွတ်နိုင်ပါတယ်ဒါကအလင်းမြန်လုံးနဲ့လာဖို့ခင်ဗျားတို့တိတောင်မသိလိုက်ပဲနဲ့တကဘာလုံးပြပြသွားနိုင်တာအကယ်၍လင်းနဲ့6000အတွင်းမှာဒီပေါက်ကွဲမှုဖြစ်ရင်ကျွန်တော်တို့ရဲ့ကမ္ဘာအိုဇုံလွှာပျက်စီးပြီးတက်ရှိတွေကုန်ရိုးတုံးသွားမှာပါကံကောင်းတာကကျွန်တော်တို့နေရာဒီလိုမျိုးပေါက်ကွဲဖို့အတွက်တင်းငယ်လုံးပါဖြစ်နေတာကတော့ကျွန်တော်တို့ရဲ့နေကတဖြည်းဖြည်းကြီးလာပြီးကဘာကိုမီးလောင်တိုက်သွင်းမှုတော့အစီအစဉ်ရှိပါတယ်နံပါတ်6 Galaxy ချင်းစစ်ပွဲနောက်မြေပေါင်း4ဘီလီယံကနေ5ဘီလီယံလောက်မှာကျွန်တော်တို့ရဲ့ Galaxy နဲ့ဒီကောင်နဲ့တိုက်မိကြတော့မှာပါဒီကောင်ကတော့ Andromeda လို့ခေါ်တဲ့ Galaxy ပါအာကာသကြီးကအရန်ကိုကျဲလုံးလို့ကျွန်တော်တို့ဂျိုချင်းတိုက်မိဖို့အခင်းရင်နေဂျိုတွေရဲ့ဆွဲငင်အားတွေကကမောက်ကမဖြစ်ပြီးကျွန်တော်တို့ရဲ့နေဖွဲ့စည်းကလမ်းကြောင်းလွဲပြီးအာကာသဟင်းလေးမြင်ထဲမှာလွတ်ထွက်သွားနိုင်ပါတယ်အဲ့ဒီအခါကျွန်တော်တို့ရဲ့ကမ္ဘာမြေကြီးမှာနေမရှိတာဒါမှမဟုတ်လမရှိဘဲနဲ့ရှင်သန်ရတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်နံပါတ်9ကျယ်တွေရဲ့နောက်ဆုံးကြီး Supernova ဆိုတာကျယ်ကြီးတွေတည်ဆုံးတဲ့အခါဖြစ်ပေါ်တဲ့အေယာမှာပေါက်ကွဲမှုတွေကျယ်တွေရဲ့အနည်းနာအလင်းနဲ့30ကနေ50ပြင်မှာရှိတဲ့ဘယ်သက်ရှိမှမလွတ်နိုင်ပါဘူးအအောင်ဆရာကောင်းတာကျွန်တော်တို့ခန္ဓာကိုယ်တွေကအာယွန်နဲ့ကယ်လ်ဆီယမ်တွေကလွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာSupernova ပေါက်ကွဲမှုတွေကနေရလာတာပါဆိုလိုတာခမရကျယ်တွေအပိုင်းဆိုင်နဲ့တီးဆောက်ထားတာပါဒါပေမဲ့အဲ့ဒီကျယ်တွေကလည်းခမရကိုတစားစီပြန်ဖြန်းစီးနိုင်ပါနံပါတ်10မှောင်လူရဲ့ပါဇက်တေဘမညာရှင်တွေကတော့ကြောက်ရတဲ့အရာတော့တွင်းနိုင်ကြီးတွေပါသူတို့ကအလင်းကိုတော့ဝါးမြုံနိုင်တဲ့အထိစွဲငင်ရပြင်းပါတယ်ခင်ဗျားက black hole လို့ခေါ်တဲ့တွင်းနဲ့ကြီးတဲ့ကိုကြာသွားတယ်ခန္ဓာကိုယ်တွေကခောက်ဆွဲပြားလိုမျိုးဆွဲဆက်ခံရပြီးအတန်တွေအထိကိုတစားစီပြုတ်ထွက်သွားမှာအဲဒီနောက်တော့ဘာဆက်ဖြစ်မလဲဆိုတော့ဘယ်သူမှအခုထိမသိသေးပါဘူးစတီဗင်ဟော့ကင်းကတော့အာကာသတွင်းနဲ့ကြီးတွေကတဖြည်းဖြည်းနဲ့အငွေ့ပြန်ပြီးပျောက်ကွယ်သွားနိုင်တယ်လို့ဆိုတာပါနံပါတ်9အဆုံးမဲ့ခြင်းရဲ့ထိရန်မှု
တကယ်ကြောက်စရာအကောင်းဆုံးကတော့စัจ जा ရွာကြီးရဲ့ရွယ်စားပါကျွန်တော်တို့ကတဲတဝင်းလောက်တော့မရှိတဲ့ကဘာပုံမှာနေနေတာ63ဘီလီယံအလင်းနဲ့ကျဲတဲ့တိတာမင်းသားတဲ့စัจ जा ရွာကြီးရဲ့ကျွန်တော်တို့ကတယောက်တည်းဘာမှမဟုတ်ကျွန်တော်တို့ကပူဆန်းတတ်တဲ့အရာတွေစားတယ်ပြည့်စိတ်တွေလို့အသက်ရှင်နေရတာလားအပန်းဝင်ပေါ်ကအဆက်ပြောက်လေးတက်တက်လားနံပါတ်10ကျွန်တော်ပြောခဲ့များအချက်တွေထဲမှာဒီအချက်ကတော့ကြောက်စရာအကောင်းဆုံးပါအဲ့ဒါကတော့ woman လို့ခေါ်တဲ့မိန်းကလေးတွေပဲဖြစ်ပါတယ်မိန်းကလေးတွေဘာလို့ကြောက်စရာကောင်းလဲဆိုတော့ကျွန်တော်လည်းအတိအကျမသိသေးပါဘူးတည်တဲ့ညီကိုများရှိရင်လည်းတခြားလူများသိရအောင်လို့ကိုယ့်မှန်မှာရေးသွားခဲ့ပါ